သမီးလေးကဒီနေ့အစောကြီးနိုးနေတာမနက်6နာရီပေါ့နော်ညဆိုတော့8နာရီအိတ်တယ်မနက်6နာရီနိုးနေတာဒါတစ်ပတ်လောက်ရှိပြီပေါ့နော်ဒီမှာအမိုက်လုပ်ပြပြီးဆိုလို့ရှိရင် recycle တွေကတက်ပေါ့နော်recycle တွေဒီလိုပုံးတွေလုပ်ပြမယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးသွားပြီးပြင်လို့ရအောင်အကုန်လုံးကိုပြားချက်ပြီးတော့ပြားဝတ်နေအောင်လုပ်ကြတာဆိုတော့အခုကြည့်နေဟုတ်တာဝါမကမှလည်းပစ္စည်းတွေနေရာချမလို့ဘာမှမှားလဲဆိုတော့ဒီလားဒါကနေဟိုတစ်ခါကြာလို့ရှိရင်အစားတောက်မှမှန်တာအေးပြက်တာတွေဆိုလို့ရှိရင်ပေါ့နော်အခုဒါပထမဆုံးနေတောက်ကြည့်မှာဘလို့ဒါကတော့အမျိုးသားအတွက်မှားတာပေါ့နော်သူကအရန်နှာခေါင်းကနှာရမ်းပိတ်တယ်ပေါ့နော်အလက်ဒီသမားဆိုတော့နှာခေါင်းရမ်းပိတ်တယ်အဲ့နဲ့ဒီဆက်ပြီးမှားထားတာပေါ့နော်သူက69ချက်ဒါပေမဲ့69ချက်ဆိုရင် insurance ကပေးရဆိုတော့တပြားမှကိုယ့်ဘက်ကမကုန်လိုက်ဘူးပေါ့နော်ဒါလည်းစမ်းသုံးကြည့်ရမှာဒါသမီးလေးတွေမုတ်လေးမှားလိုက်တာသူရမ်းကြိုက်တယ်ဒီချစ်ချက်တာလေးပေါ့နော်ထောက်စားပြီးသွားပြီနှစ်ဘူးမှာဟိုတစ်ဘူးကသူထောက်စားနေပြီဒါကအဲ့လိုမျိုး82ခုပါတဲ့ဟာမျိုးတစ်ထုပ်ပေါ့နော်ပြီးတော့ဒီဟာလေးလည်းမှာဒါကစမ်းတိုက်တဲ့ဟာလေးပေါ့နော်ရေဆိုဟာလေးအားလေးက2ရက်တစ်ခါလောက်လမ်းရှင်းလုပ်ပေးရတယ်သမီးလေးကကျတော့ကိုရီးယားဖက်နဲ့စီးပြီးတော့ရှောက်သွားပြီမယ်သူကျတော့ဟိုဖက်နဲ့ချိန်လုံးကြီးစီးပြီးလို့မရဘူးအိမ်မှာလေဆိုတော့ဒါမချေပါလားနဲ့ဆိုတော့ကိုယ့်ဘက်ကတော်တော်လေးတန့်ရှင်းလုံးနိုင်ငံမှာတော့ကြတာသူမငိမ့်တော့စာအုပ်ဖတ်ပြရတော့မယ်ဒီတစ်ခေါက်ကကျတော့လိုက်ပြီးမှတအုပ်ပဲငါလာတယ်အဲ့လိုလောက်ကဒီနေ့ကတော့ခလေးရောလူကြီးရောစားလို့ရမယ်စီချက်ခောက်ဆွဲလေးလှုပ်စားမယ်ပေါ့နော်အခုကတော့ကြွသွန်ဖြူလေးများများလေးနဲ့မှုမွေးလေးလှုပ်ချင်တဲ့အတွက်အများကြီးပြီးထားလိုက်တယ်မီးအေးလေးနဲ့2မိနစ်လောက်ပဲကြော်လိုက်တယ်ဒီမှာကြွသွန်ဖြူစီချက်လေးရပြီပေါ့နော်ခောက်ဆွဲကတော့လူကြီးတွေအတွက်ကဒါလေးပေါ့နော်ဒါကတော့သမီးလေးအတွက်ကဒီဒါလူကြီးအတွက်ရောခလေးအတွက်ကိုခောက်ဆွဲရပါပြီအဲ့လေးဆိုလို့ရှိရင်ခုနကပေါင်းလာတဲ့ကြက်သားတွေကိုနွဲမုံလေးနဲ့စားလေးနဲ့ထည့်ပြီးတော့ဒါဘလန်ဒါလေးနဲ့ကြိတ်ထားတာပေါ့နော်ကြိတ်ပြီးသားဟာလေးတွေကိုပြန်ပြီးတော့လှော်မယ်မျိုးသားဒီနေ့အိမ်ကစောစောပြန်လာတဲ့ခါကျတော့အားနဲ့သမီးလေးနဲ့ထပ်ပြီးတော့ပန်းညံတစ်ခုထပ်ရောက်နေတာပေါ့ရောက်နေကြဟာလေးပါပဲဒီမှာရေစော့မယ်ဆိုပြီးရောက်လာတယ်မြေရေကပိတ်လိုက်ပြီအခုချာဒီဦးကစောင်းနဲ့မဝင်သေးဘူးဆိုပေမဲ့နည်းနည်းတော့အေးလာပြီပေါ့နော်အဲ့တော့ရေကပန်းညံအကုန်ပိတ်လိုက်ပြီဒါနဲ့ဆက်သွားပြီးကြတယ်ဟိုမှာအောက်ကအခင်းကိုလည်းကြည့်လိုက်ဓပုံရရင်တုံးတဲ့ဟာHey, ya diyorlar.